ဒါဆိုရင်ကျွန်တော်အရင်ဗီဒီယိုတုန်းက color grade လုပ်ထားတာကို breakdown အနေနဲ့ပြောပြသွားပါမယ် basic ရလို့တော့မဟုတ်ဘူးဒါပေမဲ့လိုက်ကြည့်လို့ရပါတယ် Okay ပထမဆုံး import CSD node အနေနဲ့က Sony S-Slot 3ကနေ DVG white garment ရဲ့ DVG intermediate ကိုကျွန်တော် color space transform လုပ်ထားတယ်ဆွမ်းနာကျွန်တော်ပြောခဲ့တဲ့ white garment intermediate ကို S-Slot 3အနေနဲ့ပြန်ပြောင်းတယ်ပြန်ပြောင်းပြီးတော့ output transform မှာကျတော့ S-Slot 3ကနေပြီးတော့ Red 709ရဲ့ gamma 2.4 ကိုပြန်ချိန်ထားရပါတော့ highlight အနေနဲ့ကဒီနောက်မှာအရင် highlight များတဲ့အတွက်ကျွန်တော် highlight နဲ့ကစားလိုက်တယ်ပြီးတော့ skin smooth ဖြစ်အောင်လုပ်လိုက်တယ်ဒီ primary node အနေနဲ့ကတော့ highlight shade တို့ color grading နည်းနည်းကစားထားတယ်ပေါ့နော်hue saturation node မှာတော့ကျွန်တော်နောက်ပိုင်းဒီနောက်ကပေါ့နော်ကျွန်တော် link နေတဲ့နေရာတွေတချို့ color ရမ်းများတဲ့နေရာတွေကိုကျွန်တော်နည်းပါးပါကင်ထားတယ်ဒီ curve node မှာကတော့ကျွန်တော်ဒီ video ကပေါ့နော်နည်းနည်း flat ဖြစ်နေတော့ curve node ကိုသုံးထားတယ်ဒီ vignette node မှာကတော့ကျွန်တော်အလဲကို focus ထားခြင်းတဲ့အတွက်ဘေးနားမှာ shadow လေးထည့်လိုက်တယ်ဒီ left right ကတော့ကျွန်တော်တို့အလင်းမှာပေါ့နော်ဒီနေရာမှာနည်းနည်း flat ဖြစ်နေခံစားတော့ left ဒီကနေ့ကတော့ left ရ right ရဆိုပြီးတော့ပထမဆုံးပေးလိုက်တာပေါ့နော်ပြီးတော့အပေါ်ဖြစ်သွားတယ်creating node မှာကတော့ဒီ look ကိုကျွန်တော်နည်းနည်းပြောင်းထားတယ်ပေါ့နော်ဒီ node မှာကတော့နောက်ကပင်နေရနည်းနည်း link နေရဖြစ်တဲ့အတွက်ကျွန်တော်အယောင်နဲ့ short ထားတယ်ဒီ creating node မှာကတော့ကျွန်တော်ရဲ့ leg ကိုသုံးထားပါတယ်ပြီးတော့ coded node မှာကတော့ flame လို့ရအောင်ဆိုပြီးတော့ကျွန်တော် flame လို့နည်းနည်းထည့်ထားတယ် that's it ဒါကတော့ before and after ပဲဖြစ်ပါတယ်Okay brother ကအခုလိုမျိုး video editing နဲ့ဆိုင်တဲ့အကြောင်းအရာတွေ color grading နဲ့ပတ်သက်တာတွေကိုလေ့လာခြင်းနဲ့သိကျင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ creator community ဆိုတာရှိပါတယ်ကျွန်တော်ရဲ့ TikTok bio မှာ join လို့ရပါတယ်ပြီးတော့ကျွန်တော်နောက်ပိုင်းကျရင် basics ကနေပြီးတော့ advanced level ထိcourse တွေလုပ်ပေးဖို့ရှိပါတယ်အခုကလေး join ထားလို့ရပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ကြပါမယ်ပြန်ပါ